Hello, my name is Estella. I'm 11 years old and I'm in year 7. I'm in pet level in Cambridge. မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့သမီးလေး Estella ရဲ့ဖခင်ဦးနန္ဒအောင်ဖြစ်ပါတယ် မင်္ဂလာပါကျွန်မကတော့သမီးရဲ့မမေဖြစ်ပါတယ်ရှင်အဲ့တော့အမောင်လေးပါ When my dad told me that he had registered me for an essay competition conducted by the Queen International School about international baccalaureate education, I was really shocked and surprised. I said, "Wow, Dad, really? The Queen is the largest and the only IB school in Myanmar." At that time, I didn't know much about IB education. I was also very busy studying for my final school exams and my Cambridge CAT exam at British Council. I was very tired, but my dad encouraged me and said, "Just give it a go." So I gave in and agreed and finally said, "Okay, let's do it." ဟုတ်ကဲ့ကျွန်တော်ဒီတကွန်းရဲ့အစိပ်ပြိုင်ပွဲလေးကိုကျွန်တော်ဒီ social media မှာတွေ့တဲ့အခါမှာအဲ့တော့ဒီသမီးလေးကတော့ကျွန်တော်တို့ဒီပြိုင်ပွဲတွေမှာပြိုင်နေကြပေါ့နော်ဒီ competitions တွေ challenge တွေကိုအများအားကျွန်တော်တို့ဒီအတွေ့အကြုံရအောင်ပေါ့နော်ဒါတွေကလည်းပို့ပြီးတော့ကျောင်းသားလူငယ်တွေကိုပို့ပြီးတော့ smart ဖြစ်စေ sharp ဖြစ်စေဆိုတော့အဲ့တော့ကျွန်တော်တို့ဒီ register လုပ်လိုက်တယ်ပြီးတဲ့အခါမှာဒီ IB ကကြတော့ကျွန်တော်တို့နိုင်ငံအတွက်ကတော့တကယ်ကိုအသစ်ဆန်းပေါ့နော်ဖြစ်တယ်တခါမှတော့မကြဘူးရဲ့ပေါ့နော်ပညာရေးစနစ်တစ်ခုဖြစ်တော့အဲ့တော့ကျွန်တော်တို့ဒီ research ပေါ့ကျွန်တော်လုပ်ရတယ်နော်အဲ့တော့ဒီ international ဒီ baccalaureate ဒီ education ဆိုပြီးတော့မှဒီကျွန်တော်တို့သူ့ရဲ့ core subjects တွေနောက်ပြီးတော့ဒီ essay အတွက်လည်းcriteria ဒီကပို့တယ်ပေါ့နော် criteria ဘောင်အတွင်းမှာလည်းဝင်အောင်ပေါ့နော်ကျွန်တော်တို့ဒီ research တွေလုပ်တဲ့အချက်လက်လေးတွေလေ့လာခဲ့တယ်နောက်ပြီးတော့ဒီအကြောင်းရဲ့ vision နောက် mission တွေပေါ့လေပေါ့နော်ကျွန်တော်တို့လေ့လာတယ်ပေါ့နော်လေ့လာပြီးတော့မှသူ့ရဲ့သတ်မှတ်တဲ့စလုံးရည်နဲ့ဒီရတဲ့ဒီအချိန်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဒီစလုံးတစ်လုံးကိုနော်ဘယ်နှစ်စက္ကန့်ဘယ်နှစ်မိနစ်အကြောင်းရေးမယ်ပေါ့အဲ့လောက်ထိအသေးစိတ်ပေါ့နော်ကျွန်တော်တို့အဲ့လိုလေးပြင်ဆင်ခဲ့ပါတယ်အဲ့လိုလေးစနစ်တကျနဲ့တကယ်systematic ပေါ့နော်ဒီ strategy ကိုကျွန်တော်တို့သုံးပြီးတော့အဲ့လိုလေးပြင်ဆင်ခဲ့တဲ့အတွက်ဒါကျွန်တော်ကညာဝရိယတွေပေါင်းစည်းပြီးတော့ဒါသမီးလေးစုရခဲ့တယ်လို့ယုံကြည်ပါတယ်အဲ့တော့တကွင်း International School လည်းရန်ကျေးဇူးတင်ပါတယ်ဟုတ် Later, when I found out that I was a winner, I honestly thought it was a joke. I have won other awards before, for example, first in arts competition, second in Olympic contest, and third in my class. But this award was huge because it comes with an insanely big amount of money. My dad has a very cheerful and funny personality, so when he called me and said that the Wayne International School had informed him that I had won first prize, I could hardly believe it. But then I realized he was actually serious. I screamed with excitement and ran to my mom. My whole family was over the moon. My mom and my grandmothers even shed tears of joy. Throughout the day, I received many phone calls from my friends, teachers, relatives, my dad's friends, and even my dad's teachers. Happiness and excitement filled the air everywhere. The first prize comes with a good amount of money. The generosity and kindness of the Queen International School are truly remarkable. I hope that one day I can study the international baccalaureate education at the Queen International School and become a good daughter to my parents, a good community leader like my dad, and a good global citizen. Thank you very much. သူ့အဖေကနေသမီးစုရတယ်လို့ပြောတော့ဆက်ဆံလိုက်ကြမယုံဘူးဆိုတော့သူကအမြဲတမ်းစနေချာသူကအမြဲတမ်းစနေချာဆိုတော့မယုံဖုံးဆက်တယ်ပေါ့နောက်ကြဖုံးဆက်ပြီးနည်းနည်းနာရီခဏကြတော့page မှာတွေ့တယ်သမီးပုံနဲ့အကြောင်းညာထားတာတွေ့တယ်အဲ့တော့မှပျော်ကြပြီးអော်ကြတာအဲ့ပါဟုတ်ကျွန်တော်တို့စုရတဲ့ကြားတဲ့အခါမှာကျွန်တော်ဒီ Facebook နိုင်ဝက်လောက်နေတော့ဒီ social media နေတင်နေပဲပေါ့နော်3-5ရက်ကြာတဲ့အထိကိုကဒီစုငွေပမာဏလည်းရမ်းများတယ်ဒီအကြောင်းရဲ့ရေရောမှုပေါ့နော်ဒီအကြောင်းသားတွေပုံမှာထားတဲ့တန်ဖိုးဒီနားလေခံစားပြီးတော့မယုံနိုင်အောင်လည်းဖြစ်နေရတယ်ပေါ့နော်မယုံနိုင်လည်းဖြစ်နေရပါတယ်ဟုတ်ပြိုင်တော့ကတော့ကျွန်တော်တို့ဒီသားဖတ်ညလုံးပြိုင်တာဒီအဲ့တော့သမီးပြောသွားခဲ့သလိုပဲသူကဒီ British Council မှာလည်း Cambridge CAT exam ဖြေတယ်နောက်ဒီအကြောင်းမှာလည်းဒီ academic ဒီ final terms တွေဖြေနေရတာပေါ့နော်သူတို့ကတော်တော်ကြီးကို engage ဖြစ်နေတာ
အဲ့တော့ဟိုသမီးတို့တော့တွေ့ကြုံရအောင်ဆိုပြီးတော့ပဲတိုင်ထားလိုက်တာပေါ့နော်အဲ့တော့စုကိုကျွန်တော်ရမှထင်တာဒါပေမဲ့သမီးရသွားတယ်ပေါ့အဲ့တော့တာသမီးရတယ်ပို့ပြီးတော့လည်းရစီချင်ပါတယ်ကိုသားသမီးအဲ့အတွက်ရန်လဲဝမ်းသာပါတယ်